မမြင်ကွယ်ရနဲ့အသက်အန္တရာယ်ကိုပြုတ်တယ်ဆိုတာသူ့ရဲကောင်းတို့လှုပ်တဲ့လမ်းစဉ်မဟုတ်ဘူးနော်မင်းသူ့ရဲကောင်းတတ်တည်ရှိတယ်ဆိုရင်ထွက်ခဲ့စမ်းမင်းတို့လည်းတခါမှမမြင်ဘူးမသိလည်းမသိရန်ညွှန်းရန်သားမရှိပဲနဲ့ဘာလို့အသက်ကိုအန္တရာယ်ပြုတာ ရန်ညိုးရန်သားရှိမှအသက်ကိုအန်ဒီရပြုရမှာလား ဟင်မင်းတို့ ဆရာတို့သိလား မသိဘူး ဟောမသိပဲနဲ့ဆရာတို့လန့်နေသေးတယ် မသိလို့လန့်တာပေါ့မတားရဲ့သိမှတော့လန့်မလားလို့သိလားမင်းတို့ ကျွန်တော်လည်းမသိဘူးလေ ဖျောင်းနေ ဟင် မင်းတို့ဘယ်ရကောင်နေလဲဒါငါပိုင်နဲ့အခုချက်ချင်းထွက်သွား ဟဲ့ရောက်လေမင်းတို့လက်ပြန်တိုင်းပြန်ရအောင်ငါ9နှစ်သားကလေးမဟုတ်ဘူးကွာရှင်းလားသွားစရာရှိတဲ့လောငါတို့ကသွားမှာဟေးမင်းတို့ရှိမှရက်နေတဲ့ငါအောင်ဘာကောင်လဲဆိုတာမင်းတို့သိလား မင်းကဘာကောင်လဲ ငါနာမည်